လာပါကျမနာမည်ကတော့ Rebecca စောနေလို့ခေါ်တယ်ဒီနေ့ဖတ်ပြသွားခြင်းနဲ့စာအုပ်လေးကတော့ The Shore He Brings မောင်ခေါ်ရာရွှေတောင်ကမ်းစီတို့စာရေးစရာအောင်30ဖြစ်ပါတယ်အခန်း11810ခုနှစ်ဇွန်လ28ရက်မက်ဆာချူးဆက်နယ်ဘရက်ဖော့ဒ်မြို့ရှိဟက်ဆယ်တင်မိသားစုနေထိုင်သောနေအိမ်တွင်ဧည့်သည်အချို့ကိုနေ့လယ်စာဖြင့်တဲခင်းအခမ်းမီမို့ရီဘက်ကာအဘီဂဲလ်မယ်ရီနှင့်အန်တို့အလုပ်ရှုပ်နေကြသည်ဖခင်ဖြစ်သူဂျွန်ဟက်ဆယ်တင်သည်ဘရက်ဖော့ဒ်အကယ်ဒမီသိပ္ပံကျောင်း၏တည်ထောင်သူဖြစ်ပြီးပိုမိုကောင်းမွန်သည့်အပြောင်းလဲကိုလိုလားသောအတွေးခေါ်ရှိသူတစ်ယောက်အဖြစ်သူတို့နေထိုင်ရာနယူးအင်္ဂလန်၌ကြော်ကြားသည်1800ပြည့်လွန်နှစ်များအတွင်းအမေရိကန်နိုင်ငံ၌အထက်တန်းပညာသင်ကြားခွင့်ရသောအမျိုးသမီးများရှားပါးသည်ဒီလိုအတွေးခေါ်ရှိသည့်ဖခင်ကြီး၏ကျေးဇူးကြောင့်ပင်အန်တို့ညီမအားလုံးသည်အထက်တန်းပညာတက်မြောက်သည့်ရှားပါးသောအမေရိကန်အမျိုးသမီးများဖြစ်လာကြပေသည်အန်ဤမိခင်ဖြစ်သူရီဘက်ကာဟတ်ဆန်တင်သည်လည်းအလွန်စာဖတ်သူတဦးဖြစ်သည်ထို့ပင်အန်တို့မိသားစုသည်ဘာသာတရားကိုင်းဆိုင်မှုအရာ၌လည်းနောက်ကျနေသူများမဟုတ်ခဲ့အနီးပါးရှိ Congregational အသင်းတော်၌ပါဝင်ခဲ့ကြသည်ထိုအသင်းတော်ကအန်တို့ညီမများအတွက်အရေးကြီးသည့်ကိုကျင့်တရားနှင့်ယုံကြည်မှုတို့ကိုတည်ဆောက်เสียဖို့တွင်တင်ပေးခဲ့သည်အပြောင်းလဲလိုလားသောတက်ကြွသောသဘောတဘာဝရှိသည့်ဂျွန်ဟက်ဆယ်တင်သည်အသင်းတော်နှင့်သာသနာဆိုင်ရာလှုပ်ရှားမှုများသို့လည်းတက်ကြွသည့်အလေးထားကိုတည်ဆောင်နိုင်ခဲ့သည်ပထမရာစုကလေးကသခင်ယေရှုနှင့်အနီးကပ်နေခဲ့သည့်တမန်တော်များအားဖြင့်စတင်ခဲ့သောကက်သလစ်အသင်းတော်သည်9ရာစုရောမဧကရာဇ်နိုင်ငံပြတ်သုံးချိန်မှစ၍အုပ်ချုပ်မှုအပိုင်းတွင်ပါဝင်လာခဲ့သည်ကက်သလစ်အသင်းတော်မှ1054ခုနှစ်တွင် Eastern Orthodox နှင့် Roman Catholic ဟူ၍ဂိုင်းကွဲနှစ်ခုပေါ်ပေါက်လာသည်1519ခုနှစ်မာတင်လူသာစတင်ခဲ့သော Protestant Reformation ကြောင့် Roman Catholic မှနေ၍ဗဟိုချုပ်ကိုင်မှုကိုဆန့်ကျင်သော Protestant ပေါ်ပေါက်လာခဲ့သည်ထို့နောက် Roman Catholic မှပင် Church of England ဟူ၍အင်္ဂလန်ဘုရင်ဟင်နရီကထပ်မံခွဲထွက်ခဲ့ပြန်သည် Church of England သည် Roman Catholic နှင့် Protestant နှစ်ခုလုံး၏အနှစ်သာရများရောထွေးပါဝင်သောအသင်းတော်ဖြစ်သည်ဘုရင်သည်အသင်းတော်၏ခေါင်းဆောင်ဖြစ်သောကြောင့်ဗဟိုချုပ်ကိုင်မှုတစိတ်တဒေသပါဝင်နေခဲ့သည်သို့သောအားပြော့လာသောဗဟိုချုပ်ကိုင်မှုလည်းဖြစ်တော့သည်ထို့ကြောင့်အသင်းတော်သည်ဗဟိုအုပ်ချုပ်မှုစနစ်ကိုညှင်းပယ်ကာလွတ်လပ်သောအဖွဲ့အစည်းဖြစ်သည်ဟုလက်ခံသော Congregational 1850-1590 Baptist 1609 Methodist 1938 Pentecostal 1901စသောအသင်းတော်များသည်အင်္ဂလိကန်ဟုလူသိများသော Church of England မှခွဲထွက်ကထပ်မံပေါ်ပေါက်လာခဲ့သည် Congregational အသင်းတော်သည်1580နှင့်1590ကြားအင်္ဂလိကန်မှပထမဦးဆုံးခွဲထွက်လာခဲ့သောခရစ်ယာန်ဂိုင်းတဂိုင်းဖြစ်သည်၎င်းသင်းတော်သည်သင်းအုပ်ကိုအသင်းတော်ကခန့်အပ်ပိုင်ခွင့်ရှိပြီးတီးခြားရပ်တည်လျက်ဗဟိုချုပ်ကိုင်မှုကိုဆန့်ကျင်တော်လဲယုံကြည်ခြင်းနှင့်လိုက်နာကျင့်သုံးမှုများမှာရိုမန်ကက်သလစ်နှင့်အချို့အပိုင်းများတွင်တူညီနေသည်1620ခုနှစ်တွင်အမေရိကန်ပလိုင်းမောက်သို့မေဖလာဝါသင်္ဘောဖြင့်ရောက်ရှိလာကြသော Congregation အသင်းသားများစတင်အခြေချနေထိုင်ခြင်းဖြင့်အမေရိကန်နိုင်ငံတွင် Congregation ရောက်ရှိလာခဲ့သည်သူတို့သည်ပလိုင်းမောက်တွင်အခြေချပြီး New England, Massachusetts, Connecticut ပြည်နယ်တို့တွင် Congregational အသင်းတော်များပြန့်ပွားလာစေခဲ့သည်ထိုအချိန်က Congregational အသင်းတော်ဖွဲ့စည်းတွင်ပြည်ပသာသနာပြုအဖွဲ့ဟု၍မရှိသေးတိတိကျကျပြောရလျှင်အမေရိကန်ပြည်ထောင်စုတစ်ခုလုံးတွင်တိုင်းခြားသာသနာပြုအဖွဲ့ဟု၍မရှိယနေ့မနေ့
Massachusetts နဲ့ Bradford၌ကျင်းပသော Congregational အသင်းတော်များအဖွဲ့တင်းလုံးကျွတ်စည်းဝေးတွင် Andover တက္ကသိုလ်မှ The Brethren ညီကိုများအဖွဲ့ဟုဖွဲ့စည်းထားသောတငယ်ချင်း9ဦးတို့ကတိုင်းခြားသာသနာပြုအဖွဲ့ဖွဲ့စည်းပေးရန်နှင့်မိမိတို့ကိုသာသနာပြုများအဖြစ်ခန့်အပ်ပေးရန်လာရောက်တင်ပြခဲ့ကြသည်သူတို့တင်ပြချက်များကိုကြားနာပြီးမိတို့ဆုံးဖြတ်မိကိုမွန်းလွဲပိုင်းတွင်ဆွေးနွေးမိမှုလူငယ်တို့မပြန်မဲစီဝေးဆက်တက်ကြရမည်ဖြစ်သည်လူငယ်တို့၏တင်ပြချက်များနှင့်ရည်ရွယ်ချက်ကိုအားရကျေနပ်နေပြီးအပြောင်းလဲအတွက်တက်ကြွသောသဘောထားရှိသူဂျိုဟက်ဆယ်တင်ကသူ့နေအိမ်သို့လူငယ်များကိုနေ့လည်စာစားရန်ဖိတ်ခေါ်လာခဲ့တော့သည်ထိုဖိတ်ခေါ်မှုကပင်သူ၏သမီးအငယ်ဆုံးဖြစ်သောအန်ဟက်ဆယ်တင်အနေဖြင့်သူမ၏ဘဝသူမ၏အနာဂတ်တစ်ခုလုံးကိုပြောင်းလဲစေမိသူမဘဝ၏နံရိုးပိုင်ရှင်ဖြစ်သောအဒိုနီရမ်ဂျက်ဆင်တနည်းအားဖြင့်သူမကိုရွှေတောင်ရန်ကန်းစီသို့ခေါ်ဆောင်သွားမိမောင်ကိုစတင်တွေ့ရှိရာအချိန်လည်းဖြစ်တော့သည်အမ်မှာအသက်20စွန်းစအရွယ်မို့တောက်ပလှပသောမိန်းမပြူလေးတူဖြစ်သည်သူအသက်ကလည်းသူမထက်အလွန်ဆုံးတစ်နှစ်မျှသာကြီးမည်ဟုသူမခန့်မှန်းကြည့်မိသည်အရက်မောင်းကလည်းမြင့်လှသည်လည်းမဟုတ်ပူသည့်အထဲလည်းမပါကြည်ကောင်းယုံသာဖြစ်သည်တီကြီးပြက်သားသည်ဟုသတ်မှတ်၍ရစေသောပြက်သားသည့်နှခမ်းရင်းနှီးဖော်၍သည်ဟုသတ်မှတ်၍ရစေသောနှွေးထွေးသည့်အပြုံးအရာရာကိုနှက်ဆိုင်စွာနားလည်နိုင်သည်ဟုယုံကြည်ရသည်ထူးခြားစွာစူးရှတောက်ပသောမျက်လုံးပိုင်ရှင်ဒီမျက်နှာသွင်ပြင်ကိုအနာသက်ပေးထားသောနက်မှောင်သည့်ဆန်နွယ်ခွေလေးများကိုပိုင်ဆိုင်သောအမျိုးသားတစ်ယောက်သည်သူမကိုဒီမျှအထိဆွဲဆောင်နိုင်လိမ့်မည်ဟုသူမမျှော်လင့်မထားခဲ့မိပေဆွဲဆောင်နိုင်သောအတန်အားကောင်းဖြင့်လူအများနှစ်သက်သဘောတူလာအောင်တင်ပြတတ်ပြီးထက်မြက်သည့်ညီအကိုများအဖွဲ့ဝင်လူငယ်ကောင်းဆောင်တစ်ယောက်အကြောင်းကသူမတို့မိသားစုတွင်သာမကသူမတို့အသင်းတော်အတိုင်းဝိုင်းမှာယခင်ကပင်ကြော်ကြားနှင့်ပြီးသားဖြစ်သည်အပြင်မှဧည့်သည်တို့ကိုချောင်းကြည့်ဖို့စားတောက်ခန်းမှအထွက်ဧည့်ခန်းမှနောက်သို့ဝင်လာတော့သူတဦးနှင့်သူမတိုက်မိမလို့ဖြစ်သွားသည် Sorry madam ကျွန်တော်နည်းနည်းလောဘကြီးသလိုဖြစ်သွားတယ်ထိုသူ၏ယဉ်ကျေးသောတောင်းပန်စကားကိုပြန်မဖြေရသေးမီနောက်မှထပ်ရောက်လာသောပါဆန်အဲလင်ကသူမကိုနှုတ်ဆက်ရင်ထိုသူနှင့်သူမကိုမိတ်ဆက်ပေးသည်ဂျက်ဆန်ရဲ့ဒါကဒီနေ့လည်စာစားပွဲကိုပြင်ဆင်ကြွေးမွေးတဲ့ဒီအင်ရှင်ဟက်ဆယ်တင်ရဲ့သမီးချောအန်တဲ့အန်တို့ဖခင်ကဆရာတို့အသင်းတော်မှာအားကိုးရတဲ့တင်းထောက်ကြီးပဲကွတုတ်တိုင်းသူမဤတင်းအုပ်ဆရာPerson Ellen မိတ်ဆက်ပေးလို့အကြည့်ချင်းစုံချိန်မှာသူဒီရှက်တက်သူသို့မဟုတ်နှုတ်နဲသူတူလို့စွန့်အနေခဲ့လေသည်စူးရှသောသူ့အကြည့်တို့တွင်သူမအားမှတ်သားသားရှိသွားသည့်အရေးအယောင်ကိုတော့မိန်းကလေးပီပီသူမမြင်ဖြစ်အောင်မြင်လိုက်ရသည်ဒါကြောင့်လဲတစ်ချိန်ချိန်လှဲကြည့်လာမလားဟုသူမအနေဖြင့်မကြာခဏကြည့်မိတော့လေသူ့ပုံစံကဒီနေ့မနေ့လှုပ်ဆောင်ခဲ့သောတင်ပြချင်းတွေအပေါ်မှာသာအာယုံရောက်နေသလိုမျိုးသူမကိုမရှိသလိုမသိသလိုပုံမျိုးမို့အန်းစိတ်ထဲမှာအသေးတရားရနှင့်အနှောက်အယှက်ဖြစ်ရသည်သူမကသာသူ့ကိုအာယုံစိုက်နေမိသလိုဖြစ်နေသည်ကိုပကံထဲရှိစားစရာများကိုမှွေနှောက်လျက်ရံဖန်ရံခါမျက်နှာချက်ကိုသာမော့ကြည့်တွေးတောလျက်ရှိသောထိုမျိုးသားလေးသည်စောင့်ကြည့်နေမိသောအန်ဤအကြည့်တို့နှင့်နောက်ထပ်တစ်ကြိမ်မျှပြင်မစုံမိအောင်တမင်မျက်နှာလွှဲနေတလိုမဟုတ်ပါလားတကယ်လဲတင်းလုံးကျွညနေပိုင်းဆွေးနွေးပွဲများတွင်သူ့ရဲ့တင်ပြချက်များကဆွဲဆောင်နိုင်လွန်းသလိုသူတို့ရဲ့တိုင်းခြားသာသနာအတွက်ပြင်ဆင်ထားပုံတွေကလွတ်ကွဟာကွမရှိဟုညပိုင်းတွင်ဖေနှင့်အသင်းတော်လူကြီးများပြောသည့်စကားအရာသူမပြန်သိခဲ့ရသည်ရှေးရိုးဆွဲဓမ္မရေးအတွေးခေါ်များနှင့်ကျင့်သုံးမှုများကိုသာဆွဲကင်နေသဖြင့်စံဖြူကောင်းဆောင်များဟုတီးတိုးခေါ်ခံရသော congregation နယ်ကောင်းဆောင်တွေပင်မြည်ရကြရအောင်သူ့အတန်အောနှင့်သူဘလို့များတင်ပြခဲ့တလဲဆိုတာသူမအသိချင်ဆုံးအကြားချင်ဆုံးအရာဖြစ်သည်ဒီ
ဂျွန်လတလလုံးနှင့်ဇူလိုင်တလလုံးသူမအသွေးထဲမှာစိုးမိုးနေခဲ့သူကတော့သူမှသူဆိုတာသူမအတိဆုံးသာဖြစ်တော့သည်တလကြော်မျှကြသည့်အထိနောက်ထပ်တွေးဆုံမှုလည်းမရှိတွေးဆုံဖို့အကြောင်းအရာကလည်းမရှိသည်မို့တက်ကြွပြီးသာသနာပြုဖြစ်လို့တော့တာမန်လူငယ်တယောက်အဖြစ်သူ့အကြောင်းသူ့ပုံရိပ်တို့ကမှေးမှိန်စပြုလာသည်တခုသောမနက်ခင်းတွင်စာတိုက်ပုံးထဲမှစာများကိုသွားထုတ်ယူပြီးဖခင်ကြီးမနက်စာစားသည့်စပွဲပေါ်ကိုသူမသွားတင်ထားပေးခဲ့သည်သမီးဒီမှာသမီးစာတစ်စောင်ပါလာတယ်ဂျွန်သည်မနက်စာစားရင်စာများကိုတစ်စောင်ပြီးတစ်စောင်ဖတ်နေရမှစာတစ်စောင်ကိုဘေးချရင်ပြောလိုက်သည်သူမယူပြီးကြည့်လိုက်တော့ဟုတ်သည်သို့တော်တွေ့နေကြလေရေးမဟုတ်တငယ်ချင်းများထံမှဒါမှမဟုတ်သူမဖွင့်လှစ်ခဲ့သောဆေလမ်ရှိအကြောင်းမှဟုအရင်ချင်လိုက်မိသေးသည်စာကိုဖွင့်ဖတ်ကြည့်ပြန်တော့သူမရင်ခုန်ရပြန်သည်လွန်ခဲ့သည့်တလကမထုံတက်တေးနှင့်သူမအကြီးတို့ကိုရှောင်နေခဲ့သောနေလေစာထမင်းဝိုင်းမှအတွေးသမားကပို့လိုက်သောမေတ္တာစာဖြစ်နေသည်လေအလွယ်တကူပင်မေတ္တာစာလို့ပြောရတော့လေဒီစာထဲမှာပင်လက်ထပ်ခွင့်တောင်းခံခြင်းလဲပါသည်လက်ထပ်ပြီးပါကဆက်လက်လှုပ်ဆောင်ရန်ရည်ရွယ်သည်ဘဝတိဆောက်ရေးမျှော်လင့်ချက်များကိုဖော်ပြသည်အချက်လက်များလဲပါသည်သင်းလုံးကျွတ်စည်းဝေးမှာသူတင်ပြခဲ့သောတိုင်းခြားပြည်ခြားသာသနာပြုခရီးအတွက်သူနှင့်အတူပါရမီဖြည့်လိုက်ပါဖို့စိန်ခေါ်ချက်လဲဆန်သည်ဘလို့လူပါလိမ့်ဟုသူမအတွေးမှဖြစ်ရသည်တော်တော်ကိုစဉ်းစားရခက်သည့်အခြေအနေမျိုးကိုစာတစ်စောင်ထဲအားဖြင့်အရောက်ပို့သောမောင့်ကိုသူမရဲချင်တော်လဲမရဲမိခဲ့အချစ်ရဲ့ဘဝရဲ့အဲ့ဒီနှစ်ခုလုံးပေါင်းချင်းနှစ်ပင်စတူမကထားရှိသည့်သူ့ရဲ့တဒနာပြုစိတ်ဓာတ်ကရဲစရာထက်ထိတ်လန့်ဖွယ်ရာဟုပြောရလောက်သည်သူစာအရာသူမထံမှအချစ်ကိုမရလဲသူသွားဖို့ဆုံးဖြတ်ပြီးဖြစ်သည်သာသနာပြုခရီးကိုအဆုံးရှုံးခံမိပုံမပေါ်ဘဝဆိုတာကတော့တိုင်းခြားမှာသာသနာပြုရင်ဆွတ်လွတ်ဖို့ဆုံးဖြတ်ပြီးသားမို့ထူးပြီးတွေးနေမိပုံမပေါ်သူမကသာဒီအခြေအနေကိုအခြေခံပြီးသူမ၏အချစ်နှင့်သူမ၏ဘဝကိုလိုက်လျောညီထွေပြုပြင်ရင်မောင်းနောက်ကောက်ပါအောင်လိုက်ရမိပုံလေဒါမဲ့အန်ဟက်ဆန်တေးဆိုသည့်သူမကရောမောင်းကိုချစ်သည်မချစ်သည်ကိုအသာထားအောင်သူမကိုယ်တိုင်ကလည်းသာသနာပြုခြင်းအလိုတော်အတိုင်းအသက်ရှင်ခြင်းဆိုသည့်တပည့်တော်စစ်ဖြစ်ဖို့ကြိုးစားနေသူပဲမဟုတ်လားသူမအသက်19နှစ်အရွယ်ကပင်ထူးခြားသောလှုံ့ဆော်မှုတစ်ခုသူမအထဲမှရှိနေခဲ့သည်ပြီးခဲ့သည့်နှစ်မှစ၍သူမ၏ဆုတောင်းခြင်းများတွင်ကိုတော့ကိုမသိသောတပားမျိုးသားများအတွက်ကယ်တင်ခြင်းရဖို့အထူးအလေးနဲ့ထားဆုတောင်းနေခဲ့သည်သူမသည်ဆုတောင်းခြင်း၌အားကြီးပြီးဆုတောင်းချက်များကိုနေ့စဉ်မှတ်တမ်းပြုစုထားသည်လေခုမောင်းစီမှမေတ္တာစာဟုပြောရမလားသာသနာခီးအတွက်ဖိတ်ခေါ်စာပြောရမလားဘဝကိုသာသနာပြုခီးအတွက်ယဉ်နှီးမြုပ်နှံဖို့စိန်ခေါ်စာပြောရမလားမတိသည့်ဒီစာကိုရရှိချိန်မှာတော့သူမဖြေရမည့်အဖြေသည်ရှင်းရှင်းလင်းလင်းရှိနေပြီတည်း